Kashmir စင်လေးကိုနှွေးကဒီတစ်ခေါက်တော့စကတ်ကလေးနဲ့ချုပ်ထားပြီးတယ်အင်ကြီးလေးကအရှိလေးကဒီအချွန်လေးကတက်တက်ချွန်လာတာမဟုတ်နော်မမတို့ဒီအချွန်လေးကမမတို့ဟောဒီလိုလေးစီးဖို့တကယ်ကိုလေလူငယ်ဆန်ဆန်လေးနဲ့အကောင်းသားဆန်ဆန်လေးမမတို့ရဲ့ဒါလေးတစ်ပုံထုတ်ထားတယ်မမတို့ဒီပစ္စည်းလေးမှာတော့အရန်ရှိတဲ့သူတွေဆိုရင်ဒီစကတ်ကတူဝါလိမ့်မယ်နော်နှွေးကတော့အရက်9ပေနှစ်ရှိတယ်9ပေနှစ်သမားလေးတွေကတော့အဆင်ပြေတယ်စကတ်အရှိကတော့35 36ဝန်းကျင်ရှိမယ်ရင်ဆိုင်42 43 okay တင်ဆိုင်42 43 okay ဝတ်လို့ရဟောဒီလိုရှက်ကော်လန်လေးနဲ့ချင်းမိုင်ကက်ရှမီးယားဒီဇိုင်းလေးကိုချုပ်ထားပေးပါတယ်အနောက်ကလည်းဟောဒီလိုဒီဇိုင်းလေးနဲ့အရန်ချစ်စရာကောင်းတော့ပဲမမတို့အေးလူလူပေါ့ပနဲ့အိမ်နေရင်ဝင်းနေနဲ့မဟုတ်ဘဲနဲ့လေခရီးသွားတဲ့အချိန်မှာဝတ်တာပဲဖြစ်ဖြစ်ပေါ့ပလေးနဲ့လေတကယ်အကောင်းစားဆက်ဆံလေးစပန်လေးရလဲလေတို့တကယ်အသားကောင်းလေးနဲ့ပဲတို့မတို့အတွက်ချုပ်ထားပေးတယ်ဒါလေးမှာမတို့ရေကာလာလိုင်းကတော့6ရောင်တိတိပါ6ရောင်လုံးအရန်လာတယ်တို့ရစကတ်တွဲလေးတွေတိတ်မထုတ်ဖြစ်ဘူးပိတ်ကုံလို့မှန်တိုင်းပြောတာပိတ်ကုံနဲ့ပုံမှန်တဲ့တို့ချုပ်တာတဲ့အများကြီးပိုကုံနဲ့ဒီစကတ်တွဲလေးတွေကကြတော့ဒါကိုနှွေးကဒီနေ့မှာကလာ6ရောင်အရန်လာတယ်နှွေးပြပေးမယ်ရှေ့ကျဲသီးလေးတွေရာစားတို့တေချာလေးကိုလှုပ်ထားပေးတယ်အမြင်လိုင်းလေးနော်အမြင်လိုင်းလေးပါဒါကိုနှွေးလေးရောင်းမယ်ဟေးဆိုရင်တို့စကတ်တွဲတွေဆိုရင်ပိတ်တွေကလည်းအများကြီးကုံတာဖြစ်တဲ့အတွက်လေမမတာပြီးတော့ဒါကချင်းမိုင်စပန်ပေါ့နော်ကက်ရှမီးယားစပန်ဒီဇိုင်းတွေလာတာမမတို့ရေနော်ဒီစပန်တွေကကြတော့လေဝတ်လိုက်တဲ့အခါမှာလေဟိုအကောင်းသားဆန်တယ်မမတို့နှွေးဝတ်ထားတာလေးလာကြည့်အကောင်းသားဆန်တယ်ပေါ့ရှိတယ်အေးလူရှိတယ်အရန်ဝတ်ကောင်းနော်လုံကြုံလေးနဲ့ရှက်ကော်လန်လေးဆိုတော့အရန်လှတယ်မမတို့ရယူထားနော်အဲ့တော့ဒီဟာလေးကိုနှွေးကဒီနေ့မှာစကတ်လေးကကြတော့လေအရှိက3536ပဲရှိမယ်အဲ့တော့အရက်ရှိတဲ့9ပေ6တွေ9တွေအတွက်ဆိုရင်တော့ချင်းမျက်စိအထက်တွေပါလေရောက်တယ်နော်ဟောဒီလိုမျိုးလေးကောင်းနေရောပဲအနားလေးတွေဆိုလဲနှွေးတို့တေချာလေးသူ့ရဲ့ဒီဇိုင်းလေးပေါ်အောင်ကတ်တင်လေးကြအောင်ကိုနှွေးတေချာလေးလုပ်ထားပြီးရဲ့ခါဆိုင်ကတော့32 34လောက်ထိရမယ်တင်ဆိုင်ကတော့4 2 4 3လောက်ထိကောင်းကောင်းဝတ်လို့ရတော့နော်စကတ်ရှည်3536 okay ဆိုရွေးခုပြောရရင်ဆိုင်နဲ့တင်ဆိုင်ထဲမှာဝင်ယူတာမြန်လေးယူတာတွတ်လေးယူတာစကတ်ကအမြဲမထုတ်ဘူးပိတ်ကုံလို့နှွေးအမတို့ပြောတယ်ဆိုတော့မမတို့မြန်ယူပေးမှာအမတို့တွေအတွက်ကဲတစ်ချက်လောက်ကြည့်လိုက်ရအောင်အယောင်လေးတွေအရန်လာတယ်နက်ပြရောင်လေးစိုးနေရောဒီမှာကြည့်ပါအောင်နော်ရင်းညီစိမ့်လေးဆိုလဲတအားလှစကတ်ကလေးနဲ့ကွယ်အမြင်လိုင်းဆန်ဆန်ကောင်းစားဆန်ဆန်လေးကိုအမတွေဝစ်နော်ဒါလေးကကြတော့မမတို့ကြီးဥပြာလေးကြီးဥစိမ့်လားကြီးဥပြာလားအဲ့လိုအယောင်လေးချစ်ဖို့ကောင်းမှကောင်းအနောက်ကကြည့်လဲအမားတို့ဒီလိုအနားရဲ့ကတ်တင်လေးကိုအပြေးဝလှတဲ့ feeling ကိုရမယ်ရှေ့ကကြည့်လဲတကယ်ကိုလူငယ်ဆန်ဆန်လေးနဲ့အကောင်းစားဆန်နေနော်မမတို့ဒါကိုနှွေးရပြောမယ်ဆိုဒီဟာစကတ်မှာချုပ်ရတာကုန်လို့မမတို့စကတ်ရဲ့ကတ်တင်ကအရန်လှတယ်ဒီမှာကြည့်နော်တကယ်ကိုဒီစကတ်ကိုအဝဲအကာမမတို့တကယ်အဝဲအကာဒီမှာနော်ကားလို့ရသေးတယ်နော်တကယ်အဝဲအကာနှွေးထုတ်ထားပေးတာဒါကြတော့မြင်ငပိရင်လေးလားမိုင်းလိုရင်လေးလားဟဲ့လှရတော့ဒါလေးလေဆူယူမြန်လေးတော့မှာပေးတို့စီမှာဒီနေ့မနေ့တင်ညနေဆိုကုန်တာအဲ့တော့ကိုမတွေကတွတ်လေးတော့ယူပေးနော်တို့ဒီနေ့ဆိုဖုန်းဆက်လာနင်တို့ကရောင်းနေတာဟုတ်ရဲ့လားဘာမေးကုန်နေဆိုမဟုတ်ဘူးတချို့ပစ္စည်းလေးတွေကြတော့1 ရက် 2 ရက်ကြာသွားရင်နှွေးစီမှာမရနိုင်တော့လို့နော်မေးပေးနော်မေးပေးကိုနှွေးတင်ထားတဲ့ဟာကိုအခုမှတွေ့တယ်ဟေးဆိုလဲမေးပေးညီမလေးဒါရသေးလားဟိုရသေးလားအဲ့လိုလေးပြောပေးပေါ့တချို့ကရန်နေပါတွေ့သွားတာဘာတွေများဖြစ်ကြတာလဲမသိဘူးအထက်မဝေးရလို့ရန်နေပါတွေ့သွားတာအဲ့လိုမျိုးလေးတောင်ရှိတယ်အဲ့တော့ကိုမတွေမမြန်လေးယူထားဒါကတော့ပတောက်6အညိုလေးကွာဟဲ့လှတော့ကြီးလေလှလေးပဲကြီးလေရဲလေးပေါ့ဒါမျိုးစင်လေးကွယ်မမတို့ရဲ့ရှေ့ရကြည့်မလားအနောက်ကကြည့်မလားဒီလိုအနားစင်လေးတွေချုပ်ရတဲ့နေရာမှာနှွေးတို့ကလေပိတ်တွေကိုအဲ့လိုညီညာနေပြီးတော့အနောက်လေးတွေမှာဒီလိုဒီဇိုင်းလေးတွေပေါ်ဖို့ဒီလိုအနားလေးတွေမှာအနားလေးတွေပေါ်ဖို့ဆိုတာလေပိတ်တွေတော်တော်ကုံလို့မမတို့နော်ဒီလိုကုံတာတောင်မှအခုစပန့်စီတွေဒါလေးကကက်ရှမီးယားစကတ်တွဲလို့ပြောပြီးတော့